မြန်မာနိုင်ငံလို့ပြောလိုက်ရင်လူအတော်များများကစင်းရဲတဲ့နိုင်ငံတစ်ခုလိုပဲမြင်ကြပါလိမ့်မယ်။ဒါပေမဲ့သမိုင်းစာမျက်နှာတွေကိုပြန်လည်ကြည့်လိုက်ရင်တော့မြန်မာနိုင်ငံဟာတစ်ချိန်ကအရှေ့တောင်အာရှမှာဩဇာအာဏာအကြီးမားဆုံးအချမ်းသာဆုံးနဲ့ယဉ်ကျေးမှုအထွန်းကားဆုံးအင်ပါယာကြီးတစ်ခုဖြစ်ခဲ့ပူပါတယ်။ရွှေရောင်လွှမ်းတော်မီလို့တင်စားရလောက်အောင်ကြွယ်ဝခဲ့တဲ့မြန်မာသမိုင်းကြောင်းကိုဒီနေ့ဗီဒီယိုမှာအပြည့်အစုံတင်ဆက်ပေးတော့မှာပါ။မြန်မာတို့ရဲ့ပထမဆုံးရွှေခေတ်ကတော့ပကန်းပါပဲ။အနော်ရထားမင်းကြီးစုစည်းလိုက်တဲ့နိုင်ငံတော်ဟာစီရေးတာမကစီးပွားရေးမှာပါအခြေခံခိုင်မာခဲ့ပါတယ်။ပကံရကျွေဝမှုလှုပ်ဝဲချက်ကစိုက်ပျိုးရေးပါ။ကြောက်စီဒေတာကစေမြောင်းတာတမန်ဒီကိုစနစ်တကျတိဆောက်ပြီးစပားစိုက်ပျိုးဟေတာကနေနိုင်ငံတော်အတွက်လုံလောက်တဲ့စားနဲ့ရိက္ခာနဲ့ဝင်ငွေကိုရရှိခဲ့ပါတယ်။ဒါဟာအင်ပါယာတစ်ခုလုံးကိုထောက်ပံ့ပေးနိုင်တဲ့စီးပွားရေးအမာခံဖြစ်ခဲ့ပါတယ်။ပကံခေတ်ကျွေဝမှုကိုပုံပင်တွေထက်ကြောက်စာတွေကတက်တည်ပြနေပါတယ်။ဖျားတီတဲ့အခါလှူဒန်းခဲ့တဲ့ရွှေငွေပမာဏကြောက်တန်ပဒများနဲ့လေယာမြေဧကပေါင်းများစွာလှူဒန်းနိုင်မှုတွေကထိုခေတ်ကပြည်သူတွေနဲ့မင်းဆိုးရစားတွေဘလောက်စီးပွားရေးတောင့်တင်းခဲ့လဲဆိုတာပြသနေပါတယ်။အာနန္ဒာရွှေစည်းကုံတို့လိုကြီးကျယ်ခမ်းနားတဲ့လက်ရာတွေဟာဒီကျွေဝမှုရဲ့ပြရုပ်တွေပါပဲ။ဒုတိယမြန်မာနိုင်ငံတော်ကိုတီထောင်တဲ့ဘရင်တော်မင်းတရားကြီးလက်ထက်မှာတော့မြန်မာနိုင်ငံဟာအရှေ့တောင်အာရှရဲ့အင်အားအကြီးဆုံး empire ဖြစ်လာခဲ့ပါသည်။1986ခုနှစ်မှာပဲခူးကိုရောက်လာခဲ့တဲ့အင်္ဂလိပ်ကုန်တဲ့ Ralph Fitzgerald မှတ်တမ်းအရဘရင်တော်မင်းတရားကြီးရဲ့နန်းတော်ကြီးဟာအလွန်ကြီးမားပြီးခေါင်မိုးတွေကိုရွှေအစစ်တွေနဲ့မိုးထားတယ်လို့ဆိုပါတယ်။နန်းတော်တွင်မှာလည်းရွှေရုပ်တို့တွေကြောက်တံပဒများတွေအပြည့်ရှိနေတာကိုတွေ့မြင်ခဲ့ရပြီးကမ္ဘာပေါ်မှာအချမ်းသာဆုံးဘရင်လို့တောင်တင်စားခဲ့ကြပါတယ်။ဒီကျွဲဝမှုတွေကဘယ်ကရလဲအဓိကကတော့ပင်လေရေချောင်းကုံသွယ်ကြီးပါပဲ။ပဲခူးမုတ်တမပသိမ်စစ်ကမ်းတွေဟာအိန္ဒိယအာရဗ်ဥရောပကုံတယ်နေစုံစီရဗဟိုချက်ဖြစ်ခဲ့ပါတယ်။မြမကျွန်းသက်စင်ဆွဲပဒမြားနဲ့ဟင်းခတ်အမွေးကြိုင်တွေဟာကမ္ဘာဈေးကွက်မှာတန်ဖိုးအကြီးဆုံးကုန်ပစ္စည်းတွေဖြစ်ခဲ့ပါတယ်။တတိယမြန်မာနိုင်ငံတော်ကုန်းမောင်ခေတ်ဟာစစ်ရေးအင်အားကြီးမားသလိုနောက်ပိုင်းကာလတွေမှာခေတ်မီနိုင်ငံတစ်ခုဖြစ်ဖို့စ조사ခဲ့တဲ့ကာလလည်းဖြစ်ပါတယ်။ကုန်းမောင်ခေတ်မြန်မာနိုင်ငံဟာတဘာဝထရန်ဇာတကျွယ်ဝမှုမှာထိတန်းကရှိခဲ့ပါတယ်။ရေနံချောင်းကရေနံစိမ်းမိုးကုတ်ကကမ္ဘာကျော်ပတ်တများနဲ့တန်ဖိုးကြီးကျွန်းတစ်တော်ကြီးတွေဟာနိုင်ငံတော်ရဲ့အဓိကဝင်ငွေရလမ်းတွေဖြစ်ခဲ့ပါတယ်။အထူးသဖြင့်မင်းတုံးမဲလက်ထက်မှာနိုင်ငံကိုခိမီအောင်အကြီးအကျယ်ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ရတနာဘုံနေပြည်တော်မှာဒင်းကာတွန့်ဆက်ယုံရက်ကန်းဆက်ယုံသင်္ဘောချင်းစားတဲ့စက်မှုလုပ်ငန်းတွေကိုတည်ထောင်ခဲ့တယ်လို့ကျေးနန်းဆက်သွယ်ရေးစနစ်တွေကိုပါစတင်မိတ်ဆက်ခဲ့ပါတယ်။ဒါဟာငွေကြေးကျွယ်ဝယုံတဲ့မကပဲနီးပညာနဲ့အသိပညာပါကျွယ်ဝဖို့ကြိုးစားခဲ့တဲ့တမိုင်းမှတ်တိုင်တစ်ခုပါကိုလိုနီခေတ်ဦးစီးပွားရေးအခြေအနေဝါနင်းစရာကောင်းတာကတော့ဒီလောက်ကျွယ်ဝတဲ့တရားဇာတာတွေနဲ့မဟာဗီရူဟာကြတဲ့တီးနေရကပဲနယ်ချက်တွေရဲ့မျက်စိကျစရာဖြစ်လာခဲ့ပါတယ်အင်္ဂလိပ်လက်အောက်ရောက်ပြီးချိန်မှာတော့မြန်မာနိုင်ငံဟာကမ္ဘာအကြီးဆုံးစံတင်ပို့တဲ့နိုင်ငံဖြစ်ခဲ့ပြီးအာရှရဲ့စပယ်ကြီးလို့တင်စားခံကြရပါသေးတယ်ဒါပေမဲ့အဲ့ဒီအကျိုးမြတ်တွေဟာမြန်မာပြည်သူတွေစီမရောက်ခဲ့ပါဘူး။တမိုင်းကြောင်းကိုပြန်ကြည့်လိုက်ရင်မြန်မာနိုင်ငံဟာတာမန်နိုင်ငံတစ်ခုမဟုတ်ခဲ့ပါဘူး။ကိုယ်ပိုင်ယဉ်ကျေးမှုခိုင်မာတဲ့စီးပွားရေးအခြေခံနဲ့အာရှဒေသကိုလွှမ်းမိုးနိုင်ခဲ့တဲ့ empire တစ်ခုဖြစ်ခဲ့ပါတယ်။ဒီအတိတ်ကကျွယ်ဝမှုတွေသင်ခန်းစာတွေကနေဒီနေ့ခေတ်ကျွန်တော်တို့တွေဘာတွေသင်ယူနိုင်မလဲ။အတိတ်ရဲ့အရေးအောက်မှာနေရမှာမဟုတ်ပေမဲ့အတိတ်ကပေးတဲ့ခွန်အားနဲ့အနာဂတ်ကိုတည်ဆောက်ဖို့ကတော့ကျွန်တော်တို့အားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရဲ့အတွေးအမြင်ကိုလည်း comment မှာရေးခဲ့လို့ရပါတယ်။ Myanmar, which is developing in the present era.